ကြောင့်ကြောင့်မြမပြည်ရဲ့သာသနာအမိုင်းဝင်မြဖျားလေးသူထင်ရှားခဲ့တာလေးစုတပုံရှိတကူအထက်ဆက်တော်ရဖျားနဲ့အောက်ဆက်တော်ရဝင်းမြူမြို့နေဖျားကြောင့်လို့ရကြောင့်ရကြောင့်ရဖယားရှင်ကိုတော်တိုင်းခုနှစ်ရက်ပလုံးမိချတရားတည်တနာမြမပြည်သာရဏအစတို့ဖယားကြောင့်တော်ရမှာပါစနခုရနဲ့နေမွေထုံတင်ဖြာကျွန်တော်ချစ်တော်ရွှေညာမြေမချစ်တော်ကြောင့်